America မှာ Christmas အဓိကဘာသာရေးမဟုတ်ပဲမိသားစုဖြစ်တယ်။ဆရာငယ်ငယ်တုန်းကဆွေမျိုးတွေနဲ့တွေ့ဆုံပြီးတော့ Christmas party ဆင်နွှဲမယ်။မြန်မာငါတို့ဆွေမျိုးတွေနဲ့တွေ့ဆုံမယ်။အင်္ဂလိပ် native speaker အနေနဲ့ဒီလိုမျိုးတွေ့ဆုံပြီးဘယ်လိုပြောလဲ။တကယ် we're getting together with relatives အဲ့လိုမျိုးပြောရင်အရင်တဘဝဟန်ရှိမယ် relatives ဆိုဆွေမျိုးဒီလိုမျိုး getting together အဲ့ဒါရေးဘူးရသူများနဲ့တွေ့ဆုံရင်အဲ့လိုမျိုးပြောမယ် I'm getting together with friends ငါတငယ်ချင်းနဲ့တွေ့မယ် Let's get together this Saturday ဒီစနေနေ့ငါတို့တွေ့ကြစို့အဲ့လိုမျိုးပြောမယ်စင်တူရဲ့အဓိပ္ပာယ်ကhanging out so အဲ့ဒါလေးနဲ့ဘောဘာစကား hanging out with friends ငါတငယ်ချင်းတွေနဲ့တွေ့မယ်နော်ငါတော့ရှောက်လုံးမယ် hanging out ဒီလိုမျိုး Christmas အခမ်းအနားတူဆင်နွှဲမယ်အတွက်နည်းနည်းအစမပြေဘူးနော်အဲ့ဒါဆွေမျိုးတွေအခြားလူငယ်တွေတငယ်ချင်းတွေမဟုတ်ဘူး so getting together hanging out နဲ့ဆင်တူတယ်ဒါပေမဲ့ဒီလိုမျိုး Christmas အရေးကြီးတယ်အဲ့လိုမျိုးပို့ပြောမယ် What about meat ကတော့အဲ့ဒါမင်းကြီးတွေးစီ so meat ဘာသာပြန်လို့ရတယ်နော်ဒါပေမဲ့ meat လေဒီမှာမတုံးဘူး meat အတော့အနော်မျိုးရှိတယ်ဖတ်တမဆုံးတွေးစီအချိန် meat နော် I met my wife at a restaurant no I met my wife at college ငါမိမတက္ကသိုလ်မှာဖတ်တမဆုံးအချိန်တွေ့တယ်အဲ့လိုမျိုးပြီးတော့မိအခြားအတေပေအခြားနေရာမှာတွေ့မယ်နော် we're meeting at a restaurant နော်ငါတော့အိမ်မှာမဟုတ်ဘူးသူတို့အိမ်မှာမဟုတ်ဘူးအခြားနေရာမှာတွေ့မယ်နော်The mama ho dineyama dwepi achanea twa. We're gonna meet at their house and then go to a restaurant. No? Turo ema manebu, emma dwepi ma, elomio meet tono yare. American dwe so meet up play pyome. No? Meet the mama ho meet up. We're gonna meet up when we get there. I don't emma yao yin dweme. Meet up play pyolo yare. Pido visit le adepe sindure no dwe song the adepe ne sindure debe me visit the poma adepe nimyo shide padama song away go twayen so say ya swe myo dwe acha pi ne acha ne we de myo ma ne yin ego twa name dwe me so yin visit I'm going to visit relatives in NYC New York City မှာဆွေမျိုးတွေနဲ့တွေ့မယ်ဆရာ NYC မှာမနေထိုင်ရင်အဲ့လိုမျိုးပြောလို့ရတယ်ဟို NYC ကိုခရီးသွားပြီးဆွေမျိုးတွေနဲ့တွေ့မယ်နော် visit ရအခြားအဒေပေက sanction back ခဏပဲတွေ့မယ်အဲ့လိုမျိုးပြောရင် so nam အနေနဲ့သုံးမယ် a visit soတွေ့ဆုံခြင်းတခုလို့မျိုးပြောတယ်နော် I'll stop by for a visit ငါခဏလာပြီးတူတွေ့မယ်အဲ့လိုမျိုးနော် so away သွားရင်ဒီမှာမို့ခဏနေရင် visit တုံးလို့ရတယ်ဆရာအဲ့လိုမျိုး you know ဆရာဆွေမျိုးတွေ way မနေရင်ဦးဆိုအဲ့လိုမျိုးမပြောဘူးနောက်ဆုံးတော့ see တွေ့စီလေ see ဘာသာပြန်လို့ရတယ်အဲ့ဒါလေးပြောလို့ရတယ်တကယ် I'm gonna see my relatives I'm going to see my relatives ဒီကနေ you know ပေါ်ဘာစကားအတိတ် you know အတိတ်they you know မပြေဆုံးဘူး you know getting together ပြောရင်အဲ့ဒါဖို့ပြေဆုံးတယ်ဖို့ကောင်းတယ်ဒါပေမဲ့စီလေပြောလို့ရတယ်ဟော
အဲ့လိုမျိုးချောင်းသားတို့အားလုံးဒီ Christmas ဒီမှာမဟုတ်ဒီနှစ်တဲ့အချိန်မှာဆွေမျိုးတွေနဲ့တွေ့မလား so အဲ့လိုမျိုးဆိုရင် comment မှာပေးလို့ရတယ်